grade 12မှာ guide ခေါ်ဖို့အတွက်ဆိုလို့ရှိရင်ဒီအချက်ကိုသိထားပေးပါဆိုတော့ကိုကလေးကဒီ grade 12ကိုပေါ့နော်ကျောင်းကောင်းကောင်းကျူရှင်ကောင်းကောင်းမှာထားပြီးသားဒီအတွက်ကိုထပ်ပြီးတော့မှစားလုပ်တဲ့အခါမှာပေါ့နော်ပို့ပြီးတော့မှထိရောက်မယ်ပို့ပြီးတော့လည်းအမှတ်ကောင်းကောင်းနဲ့အောင်စီခြင်းနဲ့တွေ့တော့မလို့ guide ခေါ်ခြင်းနဲ့ဆိုလို့ရှိရင်ကြတော့ဒီ grade 12ကိုပဲအောင်လာတယ်ဆရာဆရာမ guide အငယ်လေးတွေကိုခေါ်လို့ရတယ်ပေါ့နော်ဆိုတော့တချို့တွေကြတော့လည်းဒီဆရာဆရာမအဲ့လိုမျိုးတက်ကြီးကြီးနဲ့တွေ့ကြုံရှိတဲ့သူတွေကိုသိပြီးတော့မလို့ခြင်းတော့ပဲနဲ့ဒီလိုမျိုးငငယ်ရွယ်နဲ့ဆရာဆရာမ guide လေးတွေကိုခေါ်ခြင်းနဲ့မိဘတွေရှိကြတယ်ပေါ့နော်အဓိကသူကဒီ guide ဖြစ်တဲ့ရှောင်းမလို့ပေါ့နော်ကိုကလေးကဒီကျောင်းနေကျူရှင်တွေမှာသင်ထားပြီးသားဟာတွေပြန်ပြီးတော့မှဒီ guide နဲ့အတူတူကျက်လို့ရမယ်မှတ်လို့ရမယ်ပြီးလို့ရှိရင်တခါတည်းလေးလာဆန်းစစ်လို့ရမယ်ပေါ့ပြောချင်တာကတော့ဒီစာချက်စာမီပုံစံမျိုးပေါ့လေအတူတူလုပ်လို့ရမယ်ပုံစံမျိုးလေးဖြစ်တယ်ပေါ့နော်ဆိုတော့ဆရာဆရာမကလည်းအရင်ကြီးကြောက်နေကြတော့သူတို့အနေနဲ့မလိုတော့ဘဲနဲ့ပေါ့နော်ရင်းနှီးနဲ့ပဲဒါပေါ့နဲ့ပေါ့နော်နေ့စဉ်စာလုပ်သွားလို့ရမှာဖြစ်တယ်ဆိုတော့ဒီလိုမျိုးဒီgrade 12စနစ်တဲ့အောင် guide ဆရာဆရာမလေးတွေခေါ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းတခိုင်းမြန်မာမှာလာရောက်ပြီးတော့မှဆောင်စံလို့ရပါတယ်ခင်ဗျာ